ဆိုတော့ဒီနေ့နှစ်ပြီးတော့ဂျာကနံပါတ်3နံပါတ်3ကကြတော့ပုံလေးမှာကအပေါ်နားလေးပဲအတွန့်ပါတာပေါ့အော်လောက်ကရိုးပဲအဲဆိုဒီမှာခွဲခြားဘယ်လောက်ထုတ်ထားလဲနည်းနည်းကွက်လဲ1 2 3 4ကွက်ဆိုတော့အပေါ်အတွန့်ပဲပါတာဖြစ်တဲ့အတွက်အပေါ်နားလေးပဲခွဲခြားထုတ်ပြီးတော့အစားထိုးမယ်အောက်ကလောက်ကမူလအတိုင်းပဲထားမယ်အဲဆိုမူရင်းလက်ပတ်တန်းကနေပြီးတော့အောက်ကိုမြင်းလေးဆွဲချမယ်၄ခွက်ဖြစ်တဲ့အတွက်ဘေးကိုတစ်ဖက်တစ်ချက်စီကိုတစ်ချောင်းယူဆွဲမယ်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်သူဒီအပေါ်နားတွေမဲ့အတွန့်ပါတဲ့အတွက်အပေါ်ကိုပဲဒီအပေါ်နားလေးပဲအပေါ်ကနေပြီးတော့ပဲခွဲချောင်းထုတ်ဒီလောက်ကမူလအတိုင်းထုတ်မယ်မူလအတိုင်းပဲထားမယ်ဘာမှလုပ်စရာမလိုဘူးဆိုတော့အပေါ်ကနေညှက်မယ်ဆိုတော့အပေါ်နားပဲအတွန်းထည့်မဲ့အတွက်အပေါ်ကိုပဲဖိတ်ကားလေးလုပ်ပြီးမယ်ဘယ်လောက်လဲဆိုတော့2နဲ့3ကြောက်ကို2နဲ့3ကြောက်က5 cm ကျန်တာက4 cm ဆိုတော့2နဲ့3ကြောက်က5 cmရနေဒီက5 cmဒါဆိုရင်ဒါက5 cm ပြီး3နဲ့4ကြားက4 cm 4 cm 1နဲ့2ကြားလဲ4 cm ဆိုကျန်တာတွေက4 cm ဘက်လဲ4 cm နော်ပြီးသွားလို့ရှိရင်အောက်လေးလည်းတိတ်နေပြီကတ်ဟိုကန်ဖြစ်သွားအားဆိုရင်ပြန်ဆက်မယ်ဒီပြေလေးတွေလိုက်ဆက်မယ်နော်ပြီးလို့ရှိရင်ချိန်တို့ကအပေါ်ကိုအထောင်ဖောင်းလေးလုပ်ချင်တာဖြစ်တဲ့အတွက်ဘယ်လောက်စင်တီမီတာတက်မလဲဆိုတော့အပေါ်ကို2 စင်တီမီတာလောက်ပဲအရင်နဲ့မဟုတ်ဘူးနည်းနည်းလေးပဲထောင်ချင်တာဖြစ်တဲ့အတွက်ဒီကနေမြင်းပြောင်းဆွဲအပေါ်ကိုဘယ်လောက်တက်မလဲဆိုတော့2 စင်တီမီတာလောက်လေးပဲဒီလိုကတက်မယ်ဆိုရင်2 စင်တီမီတာလောက်လေးပဲတက်မယ်တက်ပြီးပေပြိုးလေးနဲ့ဝိုင်းမယ်နည်းနည်းလေးထောင်ချင်တာဖြစ်တဲ့အတွက်2 စင်တီမီတာလောက်လေးပဲတက်လိုက်တာပုံစံလေးနော်
အားပြီးညှက်မယ်ဒီပုံစံလေးအဲ့ဒါဆိုချိန်လို့ကပုံနေတဲ့ဟာတွေကိုအပေါ်ကအတော့လေးတွေလိုက်ချုပ်ပေးလိုက်ရုံပဲเนาะအဲ့ဒါဆိုအထောင်ပေါင်းလေးဖြစ်သွားနိုင်တယ်ဒီလိုပုံစံလေးပေါ့ထွက်လာတာချုပ်ထားပြီးသွားပြီ